မင်္ဂလာပါရှင်ကဲမမတို့အတွက်မင်းကဒီတစ်ခေါက်မှာဘရက်ဆက်အစ်စ်လေးရောက်လို့မင်းကလာပြပေးတာပေါ့နော်တော်တော်လေးကြွားပြီးတော့လာတယ်ဒါလေးဆိုရွှေချိန်ကဒီလိုတစ်ကုံလုံးစာမှာရွှေချိန်2ချက်ပဲသုံးရမှာပေါ့နော်ရွှေလဲတစ်ခါရဲစူပြီးသားဖြစ်တယ်ပြီးတော့ပွဲတက်မယ်ဆိုလို့ရှိရင်ဘလို့ပွဲမျိုးစားမဆိုဝတ်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကြွားပြီးလာမယ်ပုံစံမျိုးလေးပဲဖြစ်ပါတယ်သူ့ရဲ့ဒီဇိုင်းလေးရောဒီမှာပန်းပွင့်လေးကိုလေးလုံးဝအသားပေးပြီးလုပ်ထားတာပန်းပွင့်လေးဆိုလည်းလုံးဝအသက်ဝင်ပြီးတော်တော်လေးလာတဲ့ဒီဇိုင်းလေးပါရွှေချိန်ကတော့2ချက်သားပါပြီးတော့သူနဲ့တူတူဝမ်ဆက်ဝတ်လို့ရမယ်လက်ကောက်လေးလည်းရှိပါတယ်လက်ကောက်လေးကဒီလိုတကွင်းပေါ့နော်ဒါဆိုလို့ရှိရင်တကွင်းလုံးပေါ်မှာရွှေကြိတ်တစ်ချက်တော့ကြော်ပဲတစ်ချက်နဲ့တမတ်သားလောက်တော့သွားမယ်ပေါ့နော်ဒီနောက်ခွေရိုးဆိုလို့ရှိရင်လည်းရွှေကြိတ်ကမှလုံးဝထူထူလေးတုံပေးထားတယ်ဘေးနားမှာဆိုလို့ရှိရင်ကြိတ်ကလေးနဲ့သွားပါတယ်ဒါကဘလို့လက်တိုင်းမျိုးမဆိုလဲဝတ်လို့အဆင်ပြေတယ်ပေါ့နော်ကြိတ်ကလေးနဲ့သွားတာဖြစ်တဲ့အတွက်လက်ကောက်လေးကတော့ရွှေကြိတ်တစ်ချက်နဲ့တမတ်သားပါပြီးတော့ဒီမှာလက်စွပ်ကလေးဆိုလည်းတော်တော်လေးလာတယ်ကွယ်တကွဲနဲ့ထဲထဲလေးပေါ့နော်လက်စွပ်လေးကကြာရွှေကြိတ်9ပဲသားကြော်ပဲ6ပဲသားနီးလောက်သွားပါတယ်နော်ကဲဒါကြမင်းခု1ဆက်တစ်လေးမိတ်ဆက်ပေးတာပါဒီ1ဆက်လေးကိုကြိုက်လို့အားပေးခြင်းနဲ့ဆိုရင်မြန်မာပလာဇာရွှေတဲ့နောက်ဆိုင်ခွဲမှာလာပြီးဝယ်ယူအားပေးဖို့မင်းကဖိတ်ခေါ်လိုက်ပါရဲ့ရှင် I found a love for me. Well, darling, just dive